အကျွေးပြန်မရလို့အကျွေးပြန်ရအောင်ဘာလို့ကမလဲဆိုတော့ငါမိတ်တဲ့သူတွေ၄၅ဦးရှိပါလို့ဒါကိုဟလာပတ်စံချီလိုက်တယ်ပတ်စံချီပြီးရင်ရစရာရှိတဲ့ပတ်စံတွေပြန်မရကြဘူးပြန်မဆက်ကြဘူးအဲ့တော့အကျွေးပြန်ရဖို့အတွက်လောက်ရမယ့်ရေတွေကနှစ်ခုရှိပါပဲခတ်တော့ခက်ခဲလိမ့်မယ်မဖြစ်မနေဟလာရအောင်လုပ်ပါနော်အဲ့တော့ခက်ခဲမယ်လို့ဟိုဘယ်လိုခေါ်မလဲပြင်ရပေမဲ့လွယ်ကူပါလေနော်အဲ့တော့အရန်လေးအစွမ်းထက်တယ်ပြီးတဲ့သူလည်းနဲပါလေလှုပ်ဝက်ပြီးတော့ဒါအစွမ်းထက်တဲ့ရေဒီယာပေါ့နော်အစီရင်နှစ်ခုရှိပါတယ်နံပါတ်1ကကြတော့ကာယကရှင်ပေါ့နော်ငွေရှင်ပေါ့ခုနကအကျွေးဆုံးရှုံးမလို့ဖြစ်နေတဲ့ကာယကရှင်ငွေရှင်ရဲ့အသက်ကို၄နဲ့မြောက်ကပါလေဥပမာအသက်20ရှိတဲ့သူဆိုရင်၄နဲ့မြောက်ရင်80ရမယ်အဲ့တော့ကိုယ့်ရဲ့အိမ်မှာမုံလုံးရေပေါ့အလုံး80လုံးရပါပြီနော်အလုံး80လုံးပြီးတော့10လုံးကိုကလတ်နဲ့ထည့်ဖျားစွန်းတော်ကတ်ဖျားကိုကတ်ရှင်ဖျားနော်ဆိုတော့နော်မလုံးရေပေါ်ကတ်ပါလေသူတန်းပါလေနော်စွန်းကတ်ပါလေပြားပြီးတော့မှဓမ္မပြားပြီးတော့ဆုံးရှုံးသွားတော့ဆုံးရှုံးလို့နေပါဖြစ်နေတော့ဟာလာငွေကြေးတွေဟာလာအကျွေးတွေအကုန်လုံးခြေတွေကနေပြန်ပေါ်လာတဲ့ကဲ့သို့နော်ပြန်လဲပေါ်လာပါစေပြန်လဲရရှိပါစေစုသားပြီးတော့ကတ်အဲ့တော့အလုံး80မှာ10လုံးဖျားစွန်းတော်ကတ်လိုက်ပြီဆိုရင်အလုံး90ကျန်တယ်အဲ့ဒီအလုံး90ကိုယ့်ရဲ့အိမ်နီးနားချင်းတွေပတ်ချလဲဟာလာကောင်းရင်ခြေရင်အကုန်လုံးဝေပလိုက်နော်ဝေပြီးတော့စေရစုသားမလိုက်ဝေနေချင်ပါအကျွေးတွေကိုမြင်ရပါစေဟာလာမဘသူကိုချိလာတဲ့အကျွေးတွေဟာလာမဘသူကိုချိလာတဲ့အကျွေးတွေနော်ကိုချိလာတဲ့ပတ်စံတွေမဆုံးရှုံးမဲ့ကိုစီပြန်ဝင်လာပါစေဟာလာခြေတွေကနေပြန်ပေါ်လာတဲ့ကဲ့သို့အားလုံးပြန်ပြီးတော့ပေါ်လာပြီးတော့အကျွေးတွေပြန်ရပါစေလို့စုသားပြီးတော့လိုက်ဝေရတယ်ဒါတခုနံပါတ်2ကကြတော့အဲ့ဒါပွဲစည်းတန်းသွားမှရမှာပွဲစည်းတန်းနေရှိမှရမှာပွဲစည်းတန်းသွားလို့ရှိရင်ကောင်းရင်းခြေရောက်ဆိုင်နေရှိတယ်မဟုတ်လားအဲ့ဒီမှာလေအခွန်မချွတ်ထားတဲ့ကောင်းရင်းကြီးတော့အကြီးတွေရှိတယ်လေအဲ့လိုအရှိကြီးအဲ့ဒါတွေ့ရင်ဝယ်ခဲ့ဘယ်လောက်ပေးရဝယ်ခဲ့အခွန်မချွတ်ခိုင်းတဲ့အဲ့လိုအရှိကြီးအခွန်မချွတ်ထားတဲ့ကောင်းရင်းကြီးတော့အရှိကြီး3ခုဝယ်ခဲ့3ခုရပြီဆိုရင်အိမ်ပြန်ရောက်ရင်အဲ့ဒီ3ခုပိုကနောက်ဆိုင်ဆိုတော့3ခုဆိုင်ခိုင်းတာဒီမှာတစ်ခုဒီရှိမှာတစ်ခု3ခုဆိုင်လိုက်ပိုကနောက်ဆိုင်ပြီးတော့အတဲကောင်မှာစီမီဝက်တင်ထယောင်းနိုင်တင်ထုံးရတယ်တနေ့ကိုတစ်တိုင်းထုံးရတယ်9ရက်ပေါ့9တိုင်းထုံးရတယ်9ရက်ထုံးတာနဲ့လုံးဝအကျွေးပြင်ရတယ်အဲ့တော့ခုနကဘောလုံးရေပေါ်ရေတရားလဲခြေမယ်ကောင်းရင်းချီတော့ရေတရားလဲခြေမယ်အဲ့နှစ်ခုလုံးချင်းကြီးလုံးမယ်ဆိုရင်မဖြစ်မနေအကျွေးပြန်ကိုရတယ်ဆုံးရှုံးထားတဲ့ငွေတွေလက်လွန်ထားတဲ့ငွေတွေနင်းမြုပ်ထားတဲ့ငွေတွေအားလုံးပြန်ပေါ်လာတယ်ပြန်ပြီးတော့ပြန်ရလာတယ်အကျွေးပြင်ရစေတဲ့ရေတရားပါခင်ဗျာ